ရှင်ကျမယုံတည်ဒီနှစ်ချမ်းခွဲနဲ့ပစုံလို့ကြီးမေးရနဲ့ချက်ပါမယ်ရှင်အရင်ဆုံးယုံတည်ဒီကောင်းတော့ထဲတော့ပြတ်ပြီးတော့အများနေပြီးတော့နှစ်ချမ်းခွဲထားလိုက်ပါမယ်မတို့အိမ်လုံးယုံတည်ဒီကိုဒီလိုစားရမ်းကြိုက်ပါတယ်ကျမဖေးလေးရမ်းကြိုက်ပါရှင်ငယ်တော့ဆိုရင်ကျမဖေးကဒီလိုမျိုးအမြဲတမ်းချွေးလေးရှိပါတယ်ဒီဗီဒီယိုရေးစီအောင်စေးပါမယ်2ရက်3ရက်လောက်စေးထားလိုက်ပါမယ်ပစုံလေးပါထည့်မှာဆိုတော့ဝင်းညလာတဲ့ပစုံလေးရေးစေးပါမယ်စေးထားလိုက်ပါမယ်ပစုံမှာထည့်မှာဆိုတော့ပစုံမှာကျမပြင်ထားလိုက်ပါတယ်ရှင်စုံနဲ့မတည့်တဲ့သူတွေကိုငါထည့်လိုက်ရပါတယ်ရှင်စုံမကြိုက်တဲ့သူတွေလည်းငါသုံးလို့ရပါတယ်အစင်းလေးဖြစ်ပြီးဆိုတော့စီမြုပ်ပြီးစီတက်ပါမယ်ရှင်စီပူလာတဲ့ချိန်မှာထောင်းထားတဲ့မြုပ်ကြီးထည့်ပါမယ်အစင်းနဲ့နည်းနည်းပြောင်းတဲ့အချိန်မှာဒီမှာပြီးပါတခါလေးထည့်ပါရရှင်ပြီးဝင်လေးချီလိုက်ပါတယ်ပြီးမဆလာလေးထည့်ပါတယ်စားထည့်ပါတယ်ရတာမဟုတ်ထည့်ပါတယ်ရှင်ရုံးလေးဒီထည့်ပါလေအရသာလေးဝင်အောင်အပေါ်အားဒီမှာဝေထားလိုက်ပါတယ်ပြီးတော့ဆုံးလေးတစ်ခါထည့်ပါမယ်ရှင်ဒီလေးနဲ့ထည့်ပါလေဒီလေးနဲ့နင်းလို့ထည့်ပါလေရှင်အောင်လေးခဏအုပ်ထားပြီးတော့ဒီမှာခဏထည့်ထားလိုက်ပါလေရုံမီဒီယာအရင်နှူးသွားရင်လည်းစားလို့မကောင်းဘူးဒီလိုမနှူးမမအနေထားလေးမှဆိုလို့ရှိရင်ကျမမကြီးပြောမကြီးမဲရေပြောထားတာထည့်ပါတယ်ပြီးရတာမြည်ကြည့်လိုက်ပါတယ်ရတာအနေတော့ဖြစ်ပြီးဆိုရင်ကျမအနေနဲ့လေးအုပ်ပါမယ်နည်းနည်းလေးအုပ်ပါမယ်နည်းနည်းလေးအုပ်ပြီးအဖုံးလေးပိတ်ဖုံးလေးအုပ်ပြီးတော့မီးပိတ်လို့ရပါရှင်ကဲရတာရှိတယ်ရုံးလေးဒီနှစ်ချမ်းခွဲနဲ့ပစုံဟင်းရပါပြီရှင်ကဲစားဖို့အစင်းကြီးဖြစ်ပါပြီဆိုတော့ကျမပကံလေးထည့်ပြီးတော့စားဖို့ပြင်ပါတော့မယ်ရှင်တတပါကျမစားလိုက်ပါဦးမယ်ရှင်